ဇလန်အစမှာ game company တစ်ခုကဝန်ထမ်းအိုင်အားနဲ့အလွတ်တန်း graphic designer ချန်ချန်တို့ဟာထိတ်လန့်စရာ game အသစ်အတွက်မြေပုံဆွဲဖို့လူတူမနီးတဲ့အိမ်ဟောင်းကြီးတစ်ခုကိုရောက်လာကြပါတယ်။အဲ့ဒီအိမ်ကမိသားစုလိုက်တက်တည်မှုဖြစ်ခဲ့မှုတဲ့အိမ်ကြီးပါ။အလုံးလုံးနေရင်အိုင်ကအုပ်ဖို့ထဲမှာရှုပ်ရုပ်လေးတစ်ရုပ်ကိုတွားတွေ့ပါတယ်။အဲ့ဒီရှုပ်ရုပ်နောက်ကျောမှာထူးဆန်းတဲ့အင်းကွက်တွေရှိနေတာပါ။အိုင်ကကြောက်ကြောက်လန့်လန့်နဲ့ရှုပ်ရုပ်ကိုကိုင်မိရာကနေအမှတ်မထင်ခွဲမိသွားပါတယ်။အဲ့ဒီနောက်မှာတော့ဝိညာဉ်တွေနှောက်ယှက်တာခံရပြီးအိုင်တယောက်တွေးအိုင်ထဲမှာပျောက်ဆုံးသွားပါတော့တယ်။နောက်တစ်နေ့မှာတော့ game company ကဝန်ထမ်းရွှမ်းဇွန်နဲ့သူ့ဇနီးမိုဟာမိုဝါတို့ကိုမိတ်ဆက်ပေးပါတယ်။မိုဟာကရှေးဟောင်းရုပ်တုတွေကိုပြုပြင်တဲ့အမှုပညာရှင်တဦးဖြစ်ပြီးသူတို့ဇနီးမောင်နှံကမကြခင်မှာရတော့မဲ့ရင်သွေးလေးအတွက်အရန်ကိုပျော်ရွှင်နေကြတာပါ။ဒါပေမဲ့အလုပ်မှာတော့အိုင်ပျောက်ဆုံးနေတာကြောင့်ရွှမ်းကအိုင်ရဲ့အလုပ်တွေကိုဆက်လုပ်ပေးရပါတယ်။အိုင်ယူလာခဲ့တဲ့အဲ့ဒီချိန်စာတင်ရှုံရုပ်တက်တာကရွှမ်းတို့အိမ်ကိုရောက်သွားတဲ့အခါမှာတော့အိမ်ထဲမှာထူးဆန်းတာတွေစဖြစ်ပါတော့တယ်။မိုဟာဟာမတော်တဆအဲ့ဒီရှုံရုပ်ကိုထိမိယာကနေစပြီးပူးကတ်ခံရပါတယ်။သူဟာအသားစိမ်းတွေစားတာစိတ်တွေဖောက်ပြန်လာတာမျိုးတွေဖြစ်လာပါတယ်။ရွှမ်းကအမှန်တရားကိုစုံစမ်းရင်းအဲ့ဒီအိမ်ရဲ့ပိုင်ရှင်ဖြစ်သူလူရှင်းဆင်အကြောင်းသိလိုက်ရပါတယ်။လူရှင်းဟာကိုဝင်ပြက်ကြဘူးပြီးအဲ့ဒီကလေးရဲ့အသားနဲ့သွေးတွေကိုတင်ချိုင်းမြေနဲ့ရောဆက်ပြီးဒီရှုံရုပ်ကိုပြုလုပ်ခဲ့တာပါ။သူကိုယ်တိုင်လည်းပူးကတ်ခံရပြီးမိသားစုကိုတတ်မိခဲ့တာဖြစ်ကြောင်းသိလိုက်ရပါတယ်။ရွှမ်းဟာသူ့ဇနီးကိုကယ်တင်ဖို့အတွက်အင်းစရာအာရှန်ရဲ့အကူအညီကိုယူပါတယ်။ရှုံရုပ်ထဲကဝိညာဉ်တွေကမိုဟာရဲ့ဗိုက်ထဲကကလေးစီကိုကူးပြောင်းဖို့ကြိုးစားကြပါတယ်။နောက်ဆုံးမှာရွှမ်းဟာသူ့မိသားစုကိုကယ်တင်ဖို့အတွက်အသက်ဆုံးဖို့ဆုံးဖြတ်လိုက်ပါတယ်။သူကဝိညာဉ်တွေကိုသူ့ရဲ့ခန္ဓာကိုယ်ထဲကိုပဲတွင်းလိုက်ဖို့ပြောပြီးသူ့နောက်ကျောမှာအင်းကွက်ကိုရေးခိုင်းလိုက်ပါတယ်။ဒီလိုနဲ့ဝိညာဉ်တွေကိုသူ့ကိုယ်ထဲမှာပိတ်လောင်ပြီးရွှမ်းတစ်ယောက်တေးလူမျောပါဖြစ်သွားပါတယ်။လအနေငယ်ကြာတဲ့အခါမှာတော့မိုဟာဟာသမီးလေးတစ်ယောက်မွေးဖွားခဲ့ပါတယ်။သူဟာမျက်မှန်ကိုတက်ပြီးရွှမ်းနဲ့အတူရှိနေရတယ်လို့မျိုးအာယုံထဲမှာနေထိုင်နေပါတယ်။ဒါပေမဲ့တကယ်အပြင်လောကမှာတော့ရွှမ်းဟာမသေးသေးပဲတနေရာရာမှာသတိမေ့မျောနေတဲ့အခြေအနေနဲ့အပိတ်ခံထားရပါတယ်။လူရှင်းရဲ့ညီမကတော့အဲ့ဒီကျိန်စာတင်ရှုံရုပ်ကိုတင်ထားပြီးအတိတ်ပဲပါပြုံးနေပါတယ်။အင်းစရာအာရှန်ကတော့ဒီကျိန်စာမှာဝိညာဉ်ခိုးယူခြင်းအသက်ချင်းငှားခြင်းနဲ့ရှင်ပြန်ထမြောက်ခြင်းဆိုတဲ့ပူကြောက်စရာကောင်းတဲ့အပိုင်းတွေကျန်နေသေးကြောင်းသိလိုက်ရချိန်မှာတော့ဇလန်းကပြီးဆုံးသွားပါတယ်